အိမ်မာတင်အစေးကနေအလွယ်တကူစိုက်လို့ရတဲ့အသီးအနှံများထောပတ်တီထောပတ်တီစေးရဲ့အောက်ခြေကိုရေနဲ့ထိယုံလေးစိမ်ထားပေးပါအမြင့်နဲ့အညောက်ထွက်လာပြီးဆိုမှရေစင်းကောင်းတဲ့မြေစီလွာရှိတဲ့အိုးထဲကိုပြောင်းစိုက်ပေးရပါမယ်။နှစ်တန်ပွေရာသီးကရှောက်တီတန်ပွေရာစေးတွေကိုဆူဆူပြီးပိုးအပ်နေတဲ့မြေစီလွာထဲမှာတိုက်ရိုက်အစေးချစိုက်ပျိုးနိုင်ပါတယ်။နှွေးထွေးတဲ့နေရာမှာထားပေးမယ်ဆိုရင်ရက်အနည်းနဲ့အတွင်းမှာတင်အပင်ပေါက်လာတာကိုတွေ့ရမှာပါ။၃ပန်းတီပန်းတီစေးတွေကိုတော့အပင်ပေါက်နှုံးကောင်းအောင်အရင်ဆုံးရေခဲတစ်တာထဲမှာရက်အနည်းငယ်ထည့်ထားပေးရပါမယ်။အဲ့ဒီလိုအေးပေးပြီးမှမြေကြီးထဲမှာပြန်စိုက်ပေးပါ။လေးတီမောတီလက်ဆက်တဲ့တင်မောသီးစေးတွေကိုတန့်စင်အောင်အရင်ဆေးပါပြီးရင်ဆူဆွတ်တဲ့မြေထဲမှာစိုက်ပေးရပါမယ်။အပူချိန်ရှိတဲ့နေရာဆိုရင်ပိုပြီးမြ мян ဆန်ဆန်အပင်ပေါက်လွယ်ပါတယ်။ညားတရက်တီတရက်စေးရဲ့မာကြောတဲ့အခွန်ကိုအရင်ခွာထုတ်လိုက်ပါအတွင်းကအစေးကိုမြေပေါ်ပေါ်ထဲမှာစိုက်ပြီးအညောက်ထွက်လာတဲ့အထိပုံမှန်လေးရေလောင်းပေးဖို့လိုအပ်ပါတယ်။အကြံပြုချက်အပင်လေးတွေအမြင့်မပုတ်အောင်စိုက်တဲ့အိုးမှာရေထွက်ပေါက်ပါရှိဖို့နဲ့အဆိုဓာတ်ကိုပုံမှန်လေးထိန်းပေးဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။